မိဖို့ငားဖို့လို့ပြောရင်တော်တော်များများသိကြတယ်အဲကြောင့်အမားတို့ကလည်းဆိုင်နေမှာမတက်ဘူးအမားတို့ကချစ်တဲ့ညနိုးတာအမားတို့မိဖို့ငားဖို့ပဲအမားတို့မိသားစု9ယောက်စူးစမ်းပြီးလုပ်နေတဲ့လုပ်တစ်ခုဆိုတဲ့အတွက်ကိုအဲဥစ္စာကိုအမားတို့ကပို့ပြီးတန်ဖိုးထားတယ်တို့ရှိစားအချင်းပေါက်တယ်လို့ပြောကြတယ်လူကြီးအရှိခက်လူကြီးပြောထုံးစံရှိဒီမလေးရဲ့နင်းဥစွာစားလိုက်လို့ငါတို့အချင်းပေါက်သွားတယ်ဆိုပြီးဒီနေ့ဒီချိန်ဒီအမလှုပ်လာတဲ့တတန်းမှာ17နှစ်မှာတို့တယောက်မှအဲ့လိုလာပြောတာမရှိခဲ့ဘူးသေးဘူးเนาะလူကြီးတွေမှမဟုတ်ဘာမှမဟုတ်တဲ့ကလေး2နှစ်3နှစ်ရဲ့အစအမဆိုင်မဟုတ်ဒီတို့ရှိမစားဘူးဆိုပြီးပြောတဲ့ကလေးတွေအများကြီးရှိတယ်အမရဲ့အမတို့ရှိလေးကြောင့်ကျမလာတာလို့ပြောလိုက်အရန်ပျော်သွားတယ်အဲ့လိုချိန်ကျကိုပြမန်းတာတွေပူတာတွေဘာတွေမသိတော့ဟိုနမဲကြီးခြင်းလို့ဘာကြီးခြင်းမဟုတ်ပါတကယ်ရင်ထဲရှိရဲ့စကားပါအမတို့ဒီလိုအောင်မြင်လာဖို့တော့ကသူတို့အများကြီးပန့်မှုထားတာရှိသူတို့အများကြီးလာအားပေးတာရှိအခုကပြောတယ်ဆိုတော့ဝမ်းနေလို့မဟုတ်ဝမ်းသာလို့ညီကြီးကြားတာဆိုင်ချက်နဲ့ချက်နော်ဆိုင်ချက်2ကျန်တာအလုံးချောင်း shot ခလာ4ချက်4ချက်4ရ2ချက်ကျေးဇူးပါမတို့စရောက်နေသူရှိတစ်ချက်100ရှိတဲ့လူက100တက်ရင်မသိဘူးမရှိတဲ့လူက100တက်ရင်သိရတယ်ကိုလည်းဒီလိုအဆင်ပြေအောင်ပဲကြည့်ရကိုလည်း100တက်တဲ့ဆိုင်မှာအားပေးတယ်အမားတို့လည်းပတ်စံလိုချင်လို့လှုပ်တာဒါပေမဲ့အမားတို့ဒီသမင်းရှင်နေရှိလို့လေအမားတို့ကဒီပတ်စံမျိုးဆိုတာရတာပါညမအေးပြက်ခံဟိုစားပြောပါရှော့ချက်ပြီးတော့လှုပ်ပြီးတော့ဒီလိုနေရာဒီလိုအချိန်လေးထိကိုရောက်တည်လာခံရှိပါဘူးရှစ်လပိုင်း17နှစ်ပြည့်တော့အမားတို့ကအားလုံးလောက်တာကတော့အကုန်လုံးမိသားစုဒိုးတူပေါင်းအလုပ်လုပ်ကြတာပေါ့နော်နေရာလေးတွေကတော့3-4နေရာပြောင်းခဲ့ပူတာပေါ့အမားတို့စပြီးဥတီချက်နဲ့ရောင်းခဲ့တဲ့နေရာလေးကဟိုဘက်နေရာလေးပေါ့ဟိုဘက်လေးမှာကွမ်းရတိုင်းလေးဘေးကလေးရလေးမှာနေရာလေးတစ်ခုရှိရဲအဲ့တော့မိဖို့နှစ်ဖို့နဲ့စပြီးရောင်းအမားတို့လောအားပေါ်မှာရဲအမားတို့ရောင်းတဲ့ပေါ်မှာရဲအမားတို့ပြောဆိုမှုပေါ်မှာရဲအမားတို့ customer တွေကလက်ခံပြီးတော့ရောင်းအားလေးတက်လာတဲ့အချိန်မှာအမားတို့ကမိဖို့3ဖို့ပြန်ပြောင်းလိုက်အဲ့လိုဝယ်သူလေးနည်းနည်းကြလာတော့ခလေးအများကြီးဝယ်တဲ့လူစောက်ရတယ်ဈေးသွားဈေးလာသမားတွေစောက်ရတယ်ရုံလာသမားတွေစောက်ရတယ်ဆိုတော့စားသုံးသူဝယ်သူအကုန်လုံးအဆင်ပြေအောင် customer တွေအဆင်ပြေအောင်ဆိုပြီးတော့မတို့ကမိဖို့ငါးဖို့တည်လိုက်ပါတည်လိုက်တဲ့အချိန်ကမတို့ဒီနေရာလေးမှာစပြီးတော့ရက်တည်ခဲ့ပါအခုဒီနေရာလေးမှာလက်ရှိဆိုလို့ရှိရင်9နှစ်6နှစ်တော့ကျော်သွားပါပြီရှေ့ရတယ်အီတလီရတယ်မနက်တစ်ချိန်ညနေတစ်ချိန်ရောင်းနေကျက်သမီပဲထဲမှာကလပဲချမ်းမြေပဲပါညာအဲ့ဒါကျက်သမီပဲအုံနဲ့အေးဒီဘက်ကကြတော့ပဲဟင်းသီးစုံဟင်းကြတော့သီးစုံစုံပါတယ်ပဲဟင်းကကလပဲချမ်းပဲစင်ကုန်အဓိကသုံးဆောင်တာပါပဲစင်ကုန်နဲ့ပဲဟင်းချက်ထားအဲ့ဒါလေးကသီးစုံပဲဟင်းအရသာလေးတစ်မျိုးအဓိကတော့ပြောချင်တဲ့သဘောကစီးကြိုသမားတွေအတွက်စီးကြိုသမားတွေသွေးတိုးသမားတွေကအုံလုံးနဲ့မစားနိုင်လို့ရှိရင်တို့ဒီဘက်ကပဲလေးနဲ့စားလို့ရအောင်အဆင်ပြေတာပေါ့နော်အဲ့လိုမျိုးပုံစံလေးမတို့ကစားသုံးသူတို့ကိုအဓိကထားပြီးဦးစားပေးပြီးတရားဦးစားပေးပြီးတော့သူတို့အဆင်ပြေဖို့အတွက်မတို့ကစူးစမ်းခဲ့တာပါမတို့အချိန်နဲ့ပြောရမယ်ဆိုညီမလေးရမနေ့နဲ့ညနေပေါင်းပြီးပြောပြတော့900 600 800အဲ့လိုတော့ရှိရပါပုံမှန်မရှိပါတဲ့ရက်လည်းရှိရတွတ်တဲ့ရက်လည်းရှိရရုံးပိတ်ရက်ဒီပိုင်းဆိုရင်တော့လူအားကြတာပေါ့နော်ပင်မန်းတာဟောညီမလေးရဒါပေမဲ့ပင်မန်းမှလည်းယူသားသာရှာတဲ့ပတ်စံမြဲတာလေညမအေးပြက်ခံဟိုစားပြောပါရှော့ချက်ပြီးတော့လှုပ်ပြီးတော့ဒီလိုနေရာဒီလိုအချိန်လေးထိကိုရောက်တည်လာတယ်ပိုင်အောင်ဆက်တော့လို့ရနော်ဟုတ်ပြီပိုင်အောင်ပါမယ်မတို့ရဲ့ထူးခြားချက်ကတော့နံပါတ်1တန်ရှင်းမှုနံပါတ်2ဒီအမားတို့ customer ကိုထားတဲ့မြစ်တာတရားနံပါတ်3ဒီစားဖို့အတွက်ကိုဒီလိုဒီစပြီးအမားတို့စပြီးဥတီချက်နဲ့ဖွင့်လာတဲ့နေ့တည်းကနေယနေ့ချိန်ကြီးကိုကုန်စိမ်းနှုန်းတွေကြီးွားတာလေးတွေလည်းရှိတယ်
ဒီလိုအစင်မပြူမှုလေးလေးရရှိရဲအဲ့လိုချားတဲ့ကနေအမားတို့ရဲ့ quality ကိုအမားတို့တစ်ချက်မှကြာစင်းမှုမလုပ်ထားဒီထက် quality ဘယ်လောက်မြင့်နိုင်လဲမြင့်နိုင်တဲ့လောက်အမားတို့ကတိုးဝပေးထားတယ်အဲ့ဒီပုံမှာအမားတို့စားသုံးတယ်အမားတို့ရဲ့ဖောက်တယ်အကုန်လုံးက customer အားလုံးကအမားတို့ဘုံကိုမေတ္တာတရားနဲ့သူတို့လည်းလာအားပေးကြတယ်သူရှိစားအချင်းပေါက်တယ်လို့ပြောကြတယ်လူကြီးအရှိခေလူကြီးပြောထုံးစံရှိဒါပေမဲ့အဲ့ဒါကိုအမားတို့ကကြော်လွားခဲ့တာပဲဒါသည်ညီမတို့ထဲမှာမဟုတ်တယ်မှာအချင်းဖောက်ထားတာတွေပွားသေးတုံးထားတာတွေကလုံးဝမတုံးထားပါဘူးဒီနေ့နေကင်းညောင်းမုတ်ကိုနေကင်းတနိုင်မှကြိတ်တယ်ညနေ4နာရီခွဲဆိုအမားတို့ပြန်ထွက်တယ်အဲ့တော့မုတ်တောင်ပွားချိန်အမားတို့မှမရှိမုတ်ဒီလက်လက်ဆက်ဆက်ရပါအဆိုင်သမားတွေတချို့အဆိုင်သမားတွေပါညာရှိတယ်ကိုယ်ဥစ္စာစားလိုက်လို့ဒီမလေးရဲ့နင်းဥစ္စာစားလိုက်လို့ငါတို့အချင်းဖောက်သွားတယ်ဆိုပြီးဒီနေ့ဒီချိန်ဒီအမလှုပ်လာတဲ့တတန်းမှာ17နှစ်မှာတို့တယောက်မှအဲ့လိုလာပြောတာမရှိခဲ့ဘူးသေးပေါ့နော်သူတို့တွေမှာလူကြီးတွေမှာမဟုတ်ဘာမှမဟုတ်တဲ့ကလေး2နှစ်3နှစ်ရဲ့အစအမဆိုင်မဟုတ်ဒီတို့ရှိမစားဘူးဆိုပြီးပြောတဲ့ကလေးတွေအများကြီးရှိတယ်အမဆိုင်မဖွင့်သေးလားအမဆိုင်ဖွင့်မအောင်ကျမသမီးလေးကကျမဆိုရှင်မှကြိုက်တယ်ပြောတယ်သူတို့အဲ့လိုလေးပြောလိုက်လို့ရှင်ပမန်းအကျိုးနှက်သွားတယ်ပျောက်သွားတယ်ဘယ်နေရာရောက်လို့ရောက်သွားမှမသိဘာလို့ရှိလေညီမလေးကလာလို့ရှိရင်ဟဲ့အမရဲ့အမတို့ရှိလေးကြောင့်ကျမလာတာလို့ပြောလိုက်အရန်ပျော်သွားတယ်အဲ့လိုချိန်ညာကိုပြမန်းတာတွေပူတာတွေဘာတွေမသိတော့သူတို့လိုအဆင်ပြေအောင်လုပ်ပေးစေချင်တာပဲရှိအမတို့လည်းပတ်စံလိုချင်လို့လှုပ်တာဒါပေမဲ့အမတို့ဒီသမင်းရှင်တွေရှိလို့လေအမတို့ကဒီပတ်စံမျိုးဆိုတာရတာပါအဲ့တော့လေသမင်းရှင်တအူတိုင်းကိုလေကျေးဇူးအရန်ထူးတင်ပါအမတို့ဒီလိုအောင်မြင်လာဖို့တော့ကသူတို့အများကြီးပံ့ပိုးထားတာရှိသူတို့အများကြီးလာအားပေးတာရှိအခုကပြောတယ်ဆိုဝမ်းနဲ့လို့မဟုတ်ဝမ်းသာလို့ညီကြီးကြားတာငိုတာတော့မဟုတ်အဲ့လိုဆိုဒီလိုဖြစ်လာမယ်လို့မမှန်းနာဘူးပေါ့နော်ကိုယ်ဆိုင်ကြီးကတေးသေးလေးကနေတိတယ်လူတော်တော်များများတိတယ်မတိမို့လာကြတယ်လှိုင်တာဘက်ကတွေကမာယုဘက်ကတွေအကုန်လုံးပဲအဲ့လိုဘရင်အောင်ဘက်ကတွေမီနီကုန်းဘက်ကနေလာလို့ရှိရင်ညီမလေးမားတို့ကနေစီကစားခြင်းလို့နော်တကူတကလာတာနော်မားတို့ကလည်းပြောဆိုတာတခုဟာဟလာဟုတ်လားဘာညာအဲ့လိုရိုင်းမဆက်ဟာဟုတ်ကဲ့ပါမရဲ့ခါညာအသေးရဲ့ကိုယ့်ထက်ကြီးနေတဲ့လူတွေနော်မောင်လေးရဲ့ဘာလဲဆိုတော့ဒါယိုတင်မှုတစ်ခုပေါ့နော်ကိုယ်စီလာတဲ့သူတို့အတွက်တခါအခုလို့ချက်ခိန်မှာနေအရန်ပူနေချိန်သူတို့လာဆောင်အမားတို့အရန်အားနာတဲ့ပုံမှာမောင်လေးလားဒီဘက်ဝင်ရစလာမောင်လေးလားဟိုဘက်လေးခဏစဈေးသူပေါ့ကိုယ်စီဝင်တဲ့လူတယောက်မှာတော့အလွတ်မခံနိုင်လေကိုဖောက်တဲ့ကိုယ်စီမှာပဲရှိစေခြင်းနဲ့တော့ဟာမောင်လေးဘာလုပ်ပေးရမလဲဘာလို့လဲခါရညကိုယ်စီမှာအမြဲစားနေတဲ့တစ်စေးစားနေတဲ့ customer တွေကြိုက်မှတ်ထားရတယ်။ तू ကဘာလေးကြိုက်တယ်တဲ့ तू ကဘလို့ပုံစံလေးကြိုက်တယ်တဲ့ဒါတွေကိုအမားတို့ကလုပ်ပြီးတော့စားသုံးသူတော့ဦးစားပေးပြီးထည့်ထားပေးရကျောင်းနောက်တစ်ချက်လောက်ထပ်လိုက်ပြီလေ ကျောင်းနောက်ချက်လိုက်ပြီမယ်ခလာ4ချက်နော်4ချက်ညီလေးရ2ချက်ဆိုင်ချက်2ချက်နော်ဆိုင်ချက်2ကျန်တာအလူတောင်း shot ဘာရောဝီလာအကိုလည်းဝီလာမစားသုံးသူတွေဘလို့အဆင်ပြေရမလဲဒါပဲမအတွက်အရေးကြီးသူတို့အတွက်ဘာလို့လဲလိုသလောက်ကိုအမားတို့လိုက်လို့အခုအမားတို့ဥပုပ်ကာလပြီးရဲ့အချိန်ရယ်တကြံကာလပြီးရဲ့အချိန်ပုံစံလုံးလေးနည်းနည်းကြီးတယ်ဒါပေမဲ့အမားတို့ဒီတစ်ချက်မှမတင်သွားသေးဘူးအဲ့တော့အမားတို့ထိန်းနိုင်သလားထမ်းနိုင်သလားအမားတို့ဝယ်သူတွေအတွက်အမားတို့ကဦးစားပေးရှိတဲ့လူက100တက်ရင်မသိဘူးမရှိတဲ့လူက100တက်ရင်သိရတယ်အဲ့တော့သူတို့တွေကိုမျက်နှာငှဲ့ပြီးတော့အဆင်ပြေအောင်ကိုလည်းဒီလိုအဆင်ပြေအောင်ပဲကြည့်ရကိုလည်း100တက်တဲ့ဆိုင်မှာအားပေးတယ်ကောင်းတဲ့ဆိုင်နဲ့100တက်တဲ့ဆိုင်နဲ့အဲ့လိုအားပေးတဲ့အတွက်ကြောင့်ကိုလူတွေလည်းအဲ့လိုမျိုးပဲစားသုံးနိုင်အောင်ဆိုပြီးတော့ဈေးကိုအများကြီးထိမ့်သိမ့်နေထားတယ်။အမားတို့ရုတ်တရက်နဲ့ဒုံတိုင်းနဲ့သူရှိတစ်ချက်1000 1500မရောင်းခဲ့ဘူးသေးပါ။အမားတို့စရောက်နဲ့သူရှိတစ်ချက်100။သူတို့ဒီကိုယ်စီမှာလာပြီးအစောကြီးရမယ်ဆိုပြီးလာဆောက်ပြီးအားပေးတဲ့လူတိုင်းလည်းကျေးဇူးအထူးတင်ရှိပါတယ်။အဲ့လိုဆိုညီမလေးတို့တော့ကသူတို့ကထမင်းရှင်ဖြစ်တဲ့အတွက်ပါ။ညီမလေးတို့ကလုံးနိုင်နေမဲ့လေဒီထမင်းရှင်တွေရှိမှညီမလေးတို့ဥစ္စာလည်းအောင်မြင်တိုးတက်မှာပါ။ညီမလေးတို့လုံးနိုင်တဲ့လောက်အောင်မြင်တာမဟုတ်ပါသူတို့ရဲ့အားပေးမှုနဲ့သူတို့ရဲ့လိုက်ရောမှုနဲ့သူတို့ကကိုယ်ရရောပေးကမ်းမှုကြောင့်ကိုရီဥစ္စာဖြစ်တာပါနှစ်ဦးနှစ်ဖက်ကတဦးမြတ်တာတဦးစေတနာကြောင့်ဒီလိုယက်တီမှုရအောင်ပိုက်ဆိုင်လာခဲ့တာပါနမဲကြီးခြင်းလို့ဘာကြီးခြင်းလို့မဟုတ်ပါတကယ်ရင်ထဲကရှိရစကားပါစားသုံးမှုအကိုလုံးအဝေးကလာအားပေးတဲ့လူတဦးချင်းစီအမအရန်တောင်းမှမှာဘာဖြစ်လို့လဲဆိုတော့အမမနေရအခက်ခဲလေးရှိလို့ပါအမဘက်ကနေပါဆယ်ဖြစ်လာအားပေးတဲ့လူတိုင်းလည်းထူးကျေးဇူးတင်နေမတိသေးလို့လာမအားပေးရသေးတဲ့လူတိုင်းလည်းအထူးကျေးဇူးတင်နေဆယ်ပီဒီယာကိုလည်းအမအထူးကျေးဇူးတင်ပါဘာဖြစ်လို့လဲပူခမ်းပြီးအမတို့ညီမတို့ကလာပြီးတော့ပေါ်လွင်အောင်တင်စားပြီးထင်ရှားအောင်ညီမတို့လာဖိတ်ခေါ်ပေးတဲ့အတွက်လည်းငါညီမကြီးအကိုတွေမောင်းနေအားလုံးတဦးချင်းစီကိုအမဘက်ကနေအထူးမြတ်တာရက်ခံပါတယ်အမတို့ကကြတော့122လမ်းမင်္ဂလာစေးမတိုင်စင်လိုက်မင်္ဂလာသေးမတိုင်နဲ့124လမ်းမတိုင်ဆိုလို့ရှိရင်အာဒါလန်ခေါ်တယ်ဒီလမ်းမတန်းကြီးကအာဒါလန်
အာသာလန်နဲ့မင်္ဂလာတောင်ညွန့်မြို့နယ်အာသာလန်122လမ်းနဲ့တလန်းကြားမီးဖို့9ဖို့နဲ့ဆိုလို့ရှိရင်တချို့တော်တော်များများသိကြတယ်။မတို့တယောက်ပဲဒီရက်ကွက်မှာမီးဖို့9ဖို့နဲ့လောက်တော့မီးဖို့9ဖို့လို့ပြောရင်တော်တော်များများသိကြတယ်။အခုမတို့လှုပ်လာတဲ့တက်တန်းကာလာနဲ့ဆိုရင်တော်တော်များများရင်းနှီးနှီးသိကြတယ်။အဲဒါကြောင့်မတို့ကလည်းဆိုင်နေမှာမတက်ဘူး။မတို့ကချစ်တဲ့ညနိုးတာမတို့မီးဖို့9ဖို့ပဲ။မတို့မိသားစုဒါပြောမှဆိုမတို့မိသားစု9ယောက်စူးစမ်းပြီးလုပ်နေတယ်လုပ်တစ်ခုဆိုတဲ့အတွက်ကိုအဲ့ဥစ္စာကိုအမတို့ကပို့ပြီးတန်ဖိုးထားတယ်အဲ့ဒါကြောင့်ဆိုင်မုံမတက်မီးဖို့9ဖို့နဲ့မီးဖို့9ဖို့နဲ့ဆိုင်မီးဖို့9ဖို့နဲ့ဆိုင်အဲ့ဒါကိုအရန်တန်ဖိုးထားအဲ့ကြောင့်နမဆိုင်လုံးဝနာမည်ဒလိမ့်မတက်တာဒီထက်မှကလာအားပေးဖို့တော့လဲဖိတ်ခေါ်ပါတယ်ဒီဘက်ကနေဒီပေါ့